နေတိုင်းအေးများတဲ့ရေကိုတောက်နေကြပေမဲ့တင့်ခန္ဓာကိုယ်အတွင်းမှာအလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့လုပ်ငန်းစဉ်တွေစက်တိုက်ဖြစ်ပေါ်နေပါတယ်။ရေကိုတောက်လိုက်တာနဲ့အဲ့ဒီရေဟာအစာအိမ်ထဲကိုရောက်ရှိပြီးခဏတာအတွင်းမှာပဲအစာအိမ်တွင်းရှိအရေများနဲ့ပေါင်းစည်းသွားပါတယ်။အဲ့ဒီအချိန်မှာတင့်ခန္ဓာကိုယ်ကအေးတဲ့ရေကိုဓာတ်ရိုက်မသုံးဘဲကိုယ်ပူချိန်နဲ့ကိုက်ညီအောင်နှွေးထွေးအောင်ပြောင်းလဲပေးပါတယ်။ဒီလုပ်ငန်းစဉ်ဟာစွမ်းရည်နည်းနည်းသုံးစွဲရပေမဲ့ခန္ဓာကိုယ်အတွက်အရေးကြီးပါတယ်။နောက်တစ်ဆင့်မှာနွေးလာတဲ့ရေဟာဦးသေး small intestine ထဲကိုစီးဝင်ပါတယ်။ဦးသေးအတွင်းမှာ villi လို့ခေါ်တဲ့သေးငယ်လာတဲ့အမြင့်ပုံစံပေါက်လေးများအများကြီးရှိပြီးအဲ့ဒီ villi တွေကရေကိုလျင်မြန်စွာစုပ်ယူပေးပါတယ်။ဒီလိုစုပ်ယူမှုကြောင့်ရေဟာခန္ဓာကိုယ်ထဲသို့မြန်မြန်ဝင်ရောက်နိုင်ပါတယ်။စုပ်ယူပြီးတဲ့နောက်ရေဟာသွေးထဲကိုဝင်ရောက်ပြီးသွေးလည်ပတ်မှုစနစ်နဲ့အတူခန္ဓာကိုယ်အနှံ့စီးဆင်းသွားပါတယ်။ဒီအချိန်မှာရေဟာဆဲတွေကိုအာဟာရပို့ဆောင်ရာမှာကူညီပေးပြီးအပူချိန်ညှိနှိုင်းမှုအညစ်အကြေးဖယ်ရှားမှုတွေမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကိုထမ်းဆောင်နေပါတယ်။နောက်ဆုံးမှာကြောက်ကက် kidneys ကသွေးကိုစစ်ထုတ်ပြီးမလိုအပ်တဲ့ရေအဆိပ်အတောက်တွေကိုခွဲထုတ်ပေးပါတယ်။အဲ့ဒီအရာတွေကိုစီးအဖြစ်ခန္ဓာကိုယ်မှထုတ်ပယ်ပေးပါတယ်။ဒီလုပ်ငန်းစဉ်ကတင့်ခန္ဓာကိုယ်ကိုတန်ရှင်းပြီးလှုပ်ဆောင်နိုင်စွမ်းကောင်းမွန်စေပါတယ်။ဒါကြောင့်အေးတဲ့ရေတစ်ခွက်ကိုတောက်လိုက်တိုင်းမှာပဲတင့်ခန္ဓာကိုယ်အတွင်းမှာအလုပ်လုပ်နေတဲ့စနစ်များစွာရှိနေပြီးတင်တင်ထားတာထက်ပိုပြီးအားထုတ်လှုပ်ဆောင်နေပါတယ်။